အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပိုလိုရှော့မှာပေါ့နော်ဒီလိုအဆက်ပြောက်တွေရှိနေတဲ့ပုံမျိုးတွေပေါ့နော်ဒီလမ်းစဉ်ပုံတွေမှာလည်းဖြစ်ပေါ့နော်ကျွန်တော်တို့အမြန်နည်းနဲ့ဖြောက်မှာပေါ့နော်ဒီကောင်အမြန်နည်းကကျွန်တော်ပိုလိုရှော့မှာပေါ့နော်အရင်ဆုံးကျွန်တော်ပုံမှန်ဆိုရင်ကျွန်တော်ဒီမှာဒီ sport heading back တို့ယူပြီးကျွန်တော်ဒီမှာဖြတ်မှာပေါ့နော်ဒါဆိုကျွန်တော်အချိန်ကြာတယ်ပေါ့နော်ကျွန်တော်တို့ဝချအဆက်ပြောက်တွေလည်းဖြောက်ခြင်းနဲ့နောက်ပြီးကျွန်တော်အသားလည်းချောခြင်းတယ်ပေါ့နော်ကျွန်တော်နောက်ပြန်ခေါ်လိုက်မယ်ရှင်တော့ကျွန်တော်တို့မူရင်းလေယာကိုပွားတာပါကွန်ထရိုးခြင်းနဲ့နော်ကွန်ထရိုးခြင်းနဲ့ပွားပုံပြမယ်ဆိုကျွန်တော်ပွားရမယ်ပြီးွားရင်ကျွန်တော်ဗာလို့ဒီမှာလာဇူတိုးလေးယူမယ်လာဇူတိုးမယူခင်ဒီဖဲသာမှာကျွန်တော်ပုံမှန်ကျွန်တော်နဲ့30လောက်ထားကြည့်မယ်ပေါ့နော်ပြီးအန်တာလေးခေါက်ကြည့်မယ်ကျွန်တော်ပြီး selection ဝိုင်းလိုက်မယ်ဆိုတော့ဖြောက်ခြင်းနေရတယ်ပြီးရင်ဆိုတော့ကျွန်တော်ကျူနဲ့ကျူလေးပေါ့နော်နေလေရတယ်ဒီဟာနားနဲ့အတိတ်အကွန်မမုတ်လေးနေလေရပါတယ်စနေမယ်ကျွန်တော်ဒီမှာဒီဖဲသာအနာဝါဘလောက်ဝါမလဲပေါ့နော်ကျွန်တော်မကြိုက်သေးဘူးကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ဖဲသာကိုပြန်ချိန်သေးတယ်15လောက်ထားမယ်ဒါလေးကောက်မယ်ပြီးရင်လာဇူတိုးလေးကျွန်တော်ပြန်ဝိုင်းမယ်ပြီးရင်ဂျူလေးနဲ့ပြန်ထိကြည့်မယ်အဲဒီကျွန်တော်ဒီလောက်ဝါကြမယ်ဂျူပြန်လိုက်တယ်ပြီးရင်ကျွန်တော်ဘယ်သွားမလဲဖီတာလေးကိုသွားမယ်ဖီတာလေးကိုသွားမယ်ဖီတာလေးကကျွန်တော်ဗလာတွေကကောရှင်ဗလာကိုနေမယ်ပြီးတော့ရင်ကျွန်တော်တို့ဒီဝေးရီရမှာကျွန်တော်တို့ချိန်မယ်ပေါ့နော်ကျွန်တော်လိုချင်တဲ့အနေထားတော့ဒီမှာပုံလေးကိုလည်းကြည့်ပေါ့နော်ကြည့် okay ဒီလောက်ဆိုလိုက်ဒီလောက်ဆိုရပြီပြီး okay နေတယ်ပြီးရင် selection ဖြောက်ကိုလိုဒီနဲ့ဖြောက်နောက်တစ်ခါကျရင်ကျွန်တော်ဖြောက်ခြင်းတဲ့အရာလေးတွေကိုသွားပြီး selection လေးကောင်းမှလိုက်ပြီးရင်ကျွန်တော်နောက်တစ်ခါထပ်သွားကြမလို့တော့ filter ထဲမှာကျွန်တော်အပေါ်မှာပေါ့နော်Gaussian blur ဆိုပြီး control S ပေါ့နော်အမြင့်နေကြတော့ control S ပေါ့နော်အနေနဲ့ကြရင်တော့control S ပေါ့နော်ဒါလေးကိုကျွန်တော်နှိပ်သွားပြီးရုံပါပဲ control S ကိုနှိပ်လိုက် control D နဲ့ selection ဖြောက် control D နဲ့ selection ဖြောက်ပြီးရင်ဒါလေးကို select မှာပြီးရင် control S control D နဲ့ selection ဖြောက် control S control D နဲ့ selection ဖြောက်ပြီးဒါလေးကို selection မှာပြီး control S ပြီး control D နဲ့ selection ဖြောက်ပေါ့နော်ကျွန်တော်ဒါလေးကို control S ပြီး control D နဲ့ selection ဖြောက်ကျွန်တော်လက်နာမှာတစ်ချက်ရှိရပြီး control S နှိပ်ချက်control S control D နဲ့ပေါ့ကျွန်တော်အလေးခွဲလိုက်ပြီးကျွန်တော်ပြင်ရတဲ့ပုံလေးကြည့်မယ် before after ဟုတ်ပြီကျွန်တော်နည်းနည်းလေးဒီကောင်လေးကိုနည်းနည်းလေးပိုကောင်းအောင်ကျွန်တော်ထပ်ပြင်ခြင်းသေးတယ်ပေါ့နော်ကျွန်တော်ပြီးဒီကောင်ကိုကျွန်တော် control ခြင်းနဲ့ပွားလိုက်မယ်နော်မျက်နှာအရေးချောင်းလေးတွေဖော်ခြင်းသေးတယ်ကျွန်တော်ဒီကောင် overview ကိုကျွန်တော်50လောက်ထားလိုက်မယ်ဒီမှာ50လောက်ထားလိုက်မယ်50အန်တာလေးခောက်ချလိုက်မယ်ဟုတ်ပြီ50လောက်ထားပြီးရင်ကျွန်တော်ဘာတူးလေးပြန်သုံးမလဲဆိုတော့ကျွန်တော်ကဒီမှာ sporting back to က pass tool လေးပြန်သုံးလိုက်မယ် pass tool လေးပြန်ယူတယ်ပြီးတော့ကျွန်တော်တို့အရေးချောင်းလေးတွေကိုကျွန်တော်တို့50ရွှေ့လိုက်ကောင်းတဲ့နေရာလေးအရေးချောင်းလေးမကောင်းတဲ့နေရာလေးကျွန်တော်ညာလေးရကောင်းတဲ့နေရာရွှေ့လိုက်control D နဲ့ selection ဖြောက်ပြီးရင်ဒီကောင်လေးနဲ့ရွှေ့ပြီးရင်ဒါလေး white okay control D နဲ့ပြကျွန်တော် level ရဲ့နည်းနည်းမဲနေပါမဲနေရအောင်ကျွန်တော်ဘယ်လိုမျိုးသွားမလဲနည်းနည်းဖြူခြင်းများပေါ့ဖြူခြင်းကျွန်တော်quick selection ပဲဖြစ် maximum ပဲဖြစ်ကျွန်တော် selection မှတ်လိုက်မယ်ပေါ့နော်တော့ selection မှတ်လိုက်မယ် selection နဲ့ 2 run ကိုကျွန်တော်နည်းနည်းများလိုက်မယ်50လောက်ထားမယ် quick selection ပဲသုံးလိုက်မယ်ကျွန်တော်ဖြူခြင်းနေအောင်ဝိုက်ပြီးတော့မှတ်လိုက်ဒါလေးကျွန်တော် outer လေးပြန်နှုတ်လိုက်ဒါတော့မဲနေတော့နော် feather ကိုကျွန်တော်ဒီမှာ backlight ထောက် file လောက်ပေးမယ်ပြီးရင် control ချိန်နဲ့ကျွန်တော်လုပ်မယ်ပြီးရင်ဒီ blending mode မှာကျွန်တော်ဗာပြောင်းမလဲဆိုတော့ screen ပြောင်းလိုက်မယ်ပေါ့နော် okay စကန်ပြောင်းပြီးကျွန်တော်ဒီလိုဖြူစရာမလိုဘူးကျွန်တော်တို့ oversee တို့ဖေးတို့ရှော့မယ်ပေါ့နော်ကျွန်တော်ပပလေးပဲဖြူမယ်ဒါဆိုရင်တော်တော်လေးဖြူသွားပြီပေါ့နော် okay ကျွန်တော်ပြောဒီအစင်းဒီလောက်ဆရာတော့မလို့ပေါ့နော်ခိုးလို့ချင်တယ်လို့ပေါ့နော်ကျွန်တော်ဒီမှာဒီအစင်းလောက်ထိရရင်တော့ပုံကတော်တော်ကောင်းနေပြီပေါ့နော်ပြီးရင်ဒါတော့ကျွန်တော်တို့လေ့ကျင့်ကြည့်ကြပါတော့ပြီးရင်ဒါကိုကျွန်တော်ဆက်လိုက်မှလိုက်မယ် control နဲ့ select မှပြီးရင် control E နဲ့ layer တွေပေါင်းထည့်လိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော် print ဒီ color အရောင်နှိပ်ရင်လေးနဲ့ချိန်ဖို့တဲ့ image ထဲက adjustment ထဲက who saturation ကိုနှိပ်ပေါ့နော်ကျွန်တော်ဒီမှာ saturation မှာကျွန်တော်တို့ print ထုတ်တဲ့အခါကျရင်အရောင်လေးတောက်အပြင်မှာကျွန်တော် -5 လောက်ထားပါတော့ -5 လောက်ကျွန်တော် short ချလိုက်တယ်ပေါ့နော် okay နေတယ်ပြီးရင်ချိန်ကြည့်မယ်ပေါ့နော် before after ဒါဒီပုံလေးလည်းတူတူပါပဲဒီတိုင်းလုပ်ကြည့်ပါလေ့ကျင့်ကြည့်ပါအားလုံးအဆင်ပြေကြပါစေ